ပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ထက်အိမ်မှာလိုရာလေးတွေဝယ်ဖို့အတွက်ကို Central Worship က PC ကိုသွားမှာဖြစ်ပါတယ်ဒီ PC ကအရန်ကိုကြီးပြီးတော့ဘာတွေရှိလဲဆိုတာကိုထက်နဲ့အတူတူသွားကြည့်ကြရအောင်ဒီ PC ကိုလာပြီဆိုလို့ရှိရင်လေထက်အကြိုက်ဆုံးအကောင်းဆုံးအချက်တစ်ချက်ရှိတယ်အဲ့ဒီဟာလေးကိုသိချင်နေဆိုရင်တော့ထက်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးနော်သူကအဲ့ဒီမှာဆိုလို့ရှိရင်ဆေးမျိုးစုံလည်းတွေ့ရပါတယ်အဓိကကတော့ထပ်စိတ်ဝင်စားတာတော့ဒီဆေးလေးတွေပေါ့နော်သူကတော်တော်များများစုံစုံနေရောင်းတယ်ဗီတာမင်မျိုးစုံပေါ့နော်နောက်ပြီးတော့ဒါလေးကတော့ထိုင်းမှာအရန်နာမည်ကြီးတဲ့ရှူဆေးလေးတစ်ခုပါရှူဆေးကိုတော့ထိုင်းလိုယာတုံလို့ခေါ်ပါတယ်အဲ့ကတော့ရန်ကုန်မှာတွေကအဘားထားကိုရှူနေကြဆိုတော့လေအဲ့ဒီယာတုံအနံ့အောင်တိတ်မကြိုက်ဘူးထက်လိုမျိုးပဲလေအဘားထားကြိုက်တဲ့သူတွေရှိလားကွန်မန့်မှာပြောပြခဲ့ဦးနော်ထက်စိတ်ထင်တော့ပေါ့နော်ဒီ PC ကကြတော့လေတော်တော်များများသိမယ်လို့လည်းထင်ပါတယ်ဘာလို့ဆိုတော့မြို့ထဲမှာပေါ့နော် Central Worship မှာရှိတဲ့အတွက်တော်တော်များများလည်းသိမယ်လာဘူးမယ်လို့ထင်ပါတယ်ဒါပေမဲ့လေဒီ PC ကိုလာလို့ရှိရင်အကြိုက်ဆုံးဘာလဲဆိုတာကိုထက်နဲ့တူမယ်လို့စိတ်ထဲမှာထင်တဲ့အတွက်ထက်ဒီဘလော့လေးကိုရိုက်လိုက်တာပါဟီဟီဒီမှာပါအဲ့ဒါကတော့ထက်အကြိုက်ဆုံးအချက်ပါဒီမှာလာပြီဆိုလို့ရှိရင်လေအကုန်လုံးအရသာကိုမြည်ကြည့်လို့ရတယ်ပေါ့နော်အဲ့လို sample ဘူးလေးတွေထားပေးထားတယ်ကိုကြိုက်တဲ့အရသာကိုကြိုက်တဲ့မုတ်ကိုရွေးစမ်းစားပြီးတော့ကြိုက်တယ်ဆိုရင်သူကဒီမှာအထုပ်တွေပြထားတယ်ဘတ်ဘလောက်ဆိုပြီးပြထားတဲ့ဟာကိုဝယ်လိုက်ရုံပဲကွာအဲ့တော့အဓိကလိုက်မြည်ကြည့်လို့ရတယ်ပေါ့နော်ကိုမြည်လို့လည်းဘယ်သူမှဘာမှမပြောဘူးကွာဒီလားအဲ့တော့ထက်ကတော့တွေ့တဲ့အတိုင်းပဲအကုန်လုံးကိုမြည်ကြည့်ပါတယ်ဒါမဲ့လည်းကြိုက်တာတော့သိမရှိဘူးပေါ့နော်ဒါကတော့လက်ကမအားဘူးပေါ့နော်ထည့်ပေးသမျှအကုန်စားပါတယ်ဒါလေးကတော့တော်တော်ကြိုက်တဲ့ထဲမှာပါတယ်တုံရမ်းလေးပေါ့အရသာလေးမစိုးဒီမှာအထုပ်တွေပြထားတယ်သူကဟာလက်ဖြစ်တဲ့အတွက်လူမျိုးမရွေးဘာသာမရွေးစားလို့ရပါတယ်ရှင်နောက်တစ်နေရာကကြတော့လေဒီဟာလေးက dry fruit ပဲပြောရမလားပေါ့နော်ဒီဟာလေးကကြတော့လေအသီးလေးတွေကိုအချောက်လုပ်ပြီးတော့အချင်ရတာလေးလောက်ထားတာအချင်ကြိုက်တဲ့ထက်ကတော့အရန်သဘောကျပြီးတော့ဒီမှာပေါ့နော်စာဟိုဟာမြည်ကြီးဒီဟာမြည်ကြီးနဲ့ဒီလိမ္မော်ကွန်လေးကတော့တော်တော်ကောင်းတယ်လိမ္မော်သီးအရတာလေးပေါ့နော်အချင်လေးလောက်ထားတာတော်တော်ကောင်းတယ်ပြီးတော့ strawberry ကြောက်လေးကိုလည်းမြည်ကြီးလိုက်တယ်အဲ့ဒါနဲ့ပဲမြည်တာတွေကအရန်များလာတော့အားနာပြီးတော့ဟိုဟာယူရမလားဒီဟာယူရမလားနဲ့ပဲတစ်ထုပ်လောက်တော့ယူခဲ့ပါတယ်နောက်တနေရာကတော့ထက်ကြိုက်တယ်ပေါ့နော်ဒီ ice tea ရဲ့ ice lemon tea ရဲ့ကိုစမ်းမိဖို့အတွက်ကိုဒီကောင်တာလေးမှာမြည်ခဲ့ပါတယ်အဲ့ဒီမှာလည်း ice tea လေးကတော်တော်ကောင်းတယ်ပေါ့နော်ကောင်းတဲ့အတွက်ထက်တစ်ထုပ်ယူလိုက်တယ်ဒါပေမဲ့ तू ကနှစ်ထုပ်ယူလို့ရှိရင်ဒီ portable fan လေး free ရမှာဖြစ်တဲ့အတွက်ထက်က ice lemon tea လေးကိုထပ်မြည်ကြည့်ခဲ့လိုက်တယ်ထပ်မြည်ကြည့်လိုက်တဲ့အချိန်မှာလေတော်တော်ကောင်းတယ်သီလားအဲ့ဒါနဲ့ပဲနှစ်ထုပ်လုံးယူမယ်ဆိုပြီးဖြစ်သွားတော့ portable fan လေးရပါတယ်ဒါကတော့တကယ်ဝယ်ထည့်ရမယ့်အကြောင်းကိုဘေးကလူကိုပေါ့စီပြောနေတာပါဘေးကလူလည်းနားညှိနေလောက်ပါပြီတော်တော်ကြီးကိုလည်းလိုက်ကြည့်ပြီးသွားပြီဆိုတော့ထပ်တို့ကဝယ်ထားတဲ့ဟာတွေကိုရှင်းဖို့အတွက်ကောင်တာမှာပတ်စံရှင်းခဲ့ပြီးတော့အပြင်ကိုထွက်လာပါတယ်ထွက်လာတဲ့အချိန်မှာလည်းအပြင်မှာသူကဒီကိုဝယ်ထားတဲ့ဟာတွေကိုပါကင်နဲ့ထုတ်လို့ရအောင် free box ဆိုပြီးတော့အလကားပေးထားတာရှိပါတယ်အဲ့ဒီဟာလေးတို့ယူပြီးတော့ကိုဝယ်ထားတဲ့ဟာတွေထည့်ပြီးတော့ကိုနိုင်ငံကိုပြန်တည်သွားလို့ရပါတယ်ထက်က AIS ကလေးကိုထပ်ဝယ်လိုက်ရပါတယ်အဲ့ဒီဟာကိုတော့နောက်ဘလော့မှာထပ်ပြီးတော့ထပ်ပြောပြပါမယ်နော်ဒါဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဘလော့ဒီမှာပြန်တွေ့ကြမယ်နော်တတာ